လူတွေပါကြောက်စစ်တွေဖက်တီးတာလဲသမီးနားမလဲတော့ဘူးဒီလိုက်ဝေးသမီးနာမည်ကတော့နော်လွယ်လွယ်ဖြစ်ပါတယ်သမီးကတော့မြန်မာနိုင်ငံတူဦးဖြစ်တယ်သမီးအခုညီမလေးနော်ဝါနဲ့သူရှယ်လို့ဆရှာစခန်းမှာအဖိုးဖွာနဲ့သူစစ်ပေးရှောင်းနေတာဖြစ်ပါတယ်သမီးပုံမှန်မနေ့6နာရီမှာထားပြီးမနေ့စာချက်ပြောတယ်ညီမလေးဝါကတော့ရည်သွားခဲ့တဲ့အိတ်သက်ရှည်လို့တယ်မနေ့7နာရီမှာဆိုကြောက်သွားတယ်ကြောက်ကလည်းတော်ထဲဖြစ်ပြီးမိုးကပြီးတော့ကြောက်တက်ချစ်စိတ်လုံးဝမရှိဘူးဒါပေမဲ့သူနာပြုဖြစ်ချင်တဲ့စိတ်နဲ့ကြောက်ဆက်တက်ခဲ့တယ်ထေသွားခွေရပြီးရခွာကိုညနေစာဆို9နာရီလောက်စားဖြစ်တယ်ညနေစာစားပြီးအဖွားကိုအိတ်ကြီးအဝတ်ပြချုပ်ကူတယ်သမီးမျော်လေးတာကတော့မြန်မာနိုင်ငံစစ်ပွဲအမြဲဆုံးရပ်ပြီးသမီးတို့ရဲ့အိတ်ကိုမိသားစုဆဆော်လေးလေးနဲ့ပြန်နေချတဲ့